ငါ့ကိုကြောင်းနေတာလားဒီစကားတန်ကငါထဲမှာပဲ့တင်ထိုင်နေတော့မယ်ခရီးသွားရင်လက်ဆောင်ပစ္စည်းပဲပါလာတတ်တာမဟုတ်ဘူးနော်တခါတလေကိုမဖိတ်ခေါ်ပဲလိုက်လာတဲ့အရာတွေလည်းရှိတတ်ပါတယ်ပင်လေကမ်းခြေကနေဘန်ကောက်မြို့လေကအဆောင်ခန်းထဲအထိလိုက်လာတဲ့ရေစိုးဆိုဝင်းကျင်တကောင်အကြောင်းနားဆင်ကြည့်လိုက်ပါလွန်ခဲ့တဲ့7နှစ်ကပေါ့ကျမတို့တငယ်ချင်း9ယောက်ပင်လေကမ်းခြေကိုခရီးထွက်သေးကြလဲဒီကိုခန်းကအစင်မပြေတော့ကုန်းဆုံးဆိုင်ဖွင့်ထားတဲ့အဖွားကြီးတစ်ယောက်ရဲ့တုံးတက်တိုင်မှာဈေးပေါ်ပေါ်နဲ့တီးခဲ့ကြလဲအဲ့ဒီတီးခိုတဲ့ညကစပြီးအားလုံးကထူဆန်းနေခဲ့တာအပြန်လမ်းမှာကားလက်မဝဲတော့အယောင်စာကြီးကကျမတို့ကို6ယောက်လို့တပြောပြီးလက်မ6ဆောင်ဖြတ်ပေးဖို့စ조사နေတယ်ကျမတို့က9ယောက်ထဲလေဒါဒီမကဘူးအိမ်နီးချင်းတယောက်ကကျမတမီချင်းတွေရဲ့အရေးကိုကြည့်ပြီးလူတို့မှာခေါင်းမပါတော့ဘူးလို့တတိပေးလာတဲ့အခါမှာတော့အားလုံးရဲ့ကြောတယ်စိတ်တက်သွားရတယ်ဘန်ကောက်ကကျမအဆောင်ကိုပြန်ရောက်တဲ့ညအခန်းထဲမှာတယောက်တည်းအိပ်ပျော်နေတော့ဘီလူးစီးတာလိုမျိုးကိုခံစားလိုက်ရတယ်အဲ့ဒီအချိန်မှာပဲအခန်းတကားကနေတကူလုံးရေတွေရွှဲနေနေတဲ့မိန်းမတစ်ယောက်လွေမျောပြီးဝင်လာတာကိုမြင်လိုက်ရတယ်သူကကျမအဖော်ကိုခွာစီးပြီးမင်းငါ့ကိုကြောက်နေတာလားလို့မျက်နှာချင်းဆိုင်ပြီးထက်ခါတက်လဲမီးနေတော့တာပဲကျမကြောက်စိတ်ကိုဒေါသနဲ့လဲပြီးပြန်ဆဲဆိုမောင်းထုတ်လိုက်မှအဲ့ဒီဝိနေတာပျောက်ကွယ်သွားခဲ့တယ်မနက်လင်းတာနဲ့ဖုန်ကြီးကျောင်းသွားပြီးအလူလောက်ခဲ့ရတယ်ခရီးသွားရင်အသွားလားအပြောအဆိုဆင်းကျင်ကြပါတင်းနဲ့အတူဘားတွေလိုက်ပါလားမလဲဆိုတာဘယ်သူမှမသိနိုင်လို့ပါ